ဘာစာနီးပြဟောင်းစာပြီးမန်နိုင်တက်ကိုကင်တွယ်ရန်စိတ်ဝင်စားနေဘာစတာအသင်းရဲ့ကနဝင်ကစားသမားနဲ့နီးပြဟောင်းဖြစ်သူစာပြီးဟာပရီးမီးယားလိဂ်ကလပ်မန်ချက်စတာနိုင်တက်အသင်းကိုကင်တွယ်ဖို့အတွက်စိတ်ဝင်စားကြောင်းပွင့်လင်းလင်းပြောကြားလိုက်ပါတယ်။စပိန်လူမျိုးနီးပြစာပြီးဟာ2014ခုနှစ်မှာဘာစတာအသင်းကနေထွက်ခွာခဲ့ပြီးနောက်နီးပြလောကရဲ့ခိတ္တအနိုင်ယူနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာမန်နိုင်တက်အသင်းရဲ့နီးပြရိုဝင်အာမရီယာရလက်ဆိုတဲ့အကြောင်းဖျားများစွာနဲ့ရင်ဆိုင်နေရချိန်မှာစာပြီးရဲ့ထုတ်ဖော်ပြောဆိုမှုဟာစိတ်ဝင်စားစရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။စာပြီးကမီဒီယာတွေကိုခုလိုပြောကြားခဲ့ပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုစောင့်ကြည့်နေပါတယ်။မန်ယူအသင်းကိုလည်းစိတ်ဝင်စားပြီးလက်ရှိချိန်မှာဘယ်လိုပဲဖြစ်နေပါစေဒီအသင်းကစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်အနေနဲ့နီးပြလောကတွေကိုပြန်ဝင်ဖို့အစဉ်သင့်ဖြစ်နေပါပြီလို့ပြောကြားခဲ့ပါတယ်။စာဗီယာနီးပြဘွားကိုကာတာကလပ်အန်ဆော့စ်မှာစတင်ခဲ့ပြီးအဆိုပါအသင်းနဲ့အတူအောင်မြင်မှုတွေရောက်နိုင်ခဲ့ပါတယ်။အဲနောက်သူရဲ့ချစ်ခင်ရတဲ့ကလပ်အသင်းဖြစ်တဲ့ဘာစလာကိုကင်တွယ်ခဲ့ပြီးနီးပြတရန်အတွင်းမှာအသင်းကိုအောင်မြင်မှုများစွာရရှိအောင်စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။စာဗီယာအခုလိုထုတ်ဖော်ပြောဆိုမှုဟာမန်နိုင်တက်အသင်းမှာနီးပြရတော့အပြောင်းအလဲဖြစ်လာနိုင်ခြေရှိရင်သူ့အနေနဲ့အစားထိုးဖို့အသင့်ရှိနေပြီဆိုတဲ့သဘောကိုပြသလိုက်ခြင်းဖြစ်ပါတယ်။